ဒီနေ့ညအထိကိုနဲ့အတူတူရှိနေကြတဲ့ကိုသိတ်ချရတဲ့ကိုရဲ့ချစ်သူကနောက်တနေ့မနက်မှာဘာပြဿနာမှမရှိဘဲနဲ့ကိုဖုန်းကိုလည်းဘလော့ထားတယ်သူရှိတဲ့နေရာကနေလည်းရုတ်တရက်ပြောင်းသွားတယ်သူ့ကိုဘလို့မှရှာမတွေ့တော့ဘူးဆိုတဲ့ခံစားချက်ကဘလောက်တောင်ဆိုးရနေလိုက်မလဲဒါကတော့ဂျဲဝမ်ရဲ့အဖြစ်အပျက်တစ်ခုပါ여러분 안녕하세요ဒီနေ့ recap လုပ်ပေးမှာကတော့ Love Stuck in the City ဆိုတဲ့ဒဇင်းစိန်ခံစားရမယ့် love story လေးတစ်ခုပဲဖြစ်ပါတယ်ဒိတ်တွေကျဲနှစ်ယောက်ဆုံးတဲ့ရှရှာပပကားလေးမို့အဆုံးထိကြည့်ပေးကြပါအောင်နော်လွန်ခဲ့တဲ့တစ်နှစ်ခန့်ကအလွတ်တန်းကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်တဲ့ဂျဲဝမ်ကဂျဲဂျူရိုကျွန်းပေါ်ကိုခရီးထွက်လာခဲ့တယ်အဲ့ဒီကျွန်းမှာစွန့်အားဆိုတဲ့ခတ်သက်သက်ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်စွန့်အားကသူ့ရဲ့အတိအမကိုစားသူ့ကိုလေးစိတ်မှလာကြိုးခဲ့တာပါခရီးသွားရင်းနဲ့နှွေးထွေးပြီး active ဖြစ်တဲ့စွန့်အားဆိုတဲ့ကောင်မလေးကိုပထမဆုံးချိန်မြင်ချင်းမှာပဲချစ်မိသွားပါတယ်နောက်ရက်တွေမှာတော့ကျွန်းပေါ်မှာခဏခဏဆုံကြတဲ့ဂျဲဝမ်နဲ့စွန့်အားတို့နှစ်ယောက်ကခင်မင်းရင်းနှီးလာကြပြီးတော့စွန့်အားကသူ့ကိုကားမောင်းတင်ပေးခဲ့ပြီးသူကစွန့်အားကိုလှိုင်းစီးတင်ပေးခဲ့ပါတယ်မထင်မှတ်ဖဲစွန့်အားကရုတ်တရက်ဂျဲဝမ်ရဲ့ခေါင်းကိုခောက်လိုက်ပါတယ်ဒီအပြုတ်မူလေးတွေကပဲဂျဲဝမ်ကိုရင်ခုန်စေခဲ့တာပါခရုတစိုက်ရှိတဲ့ဂျဲဝမ်ကစွန့်အားကိုဆေးထည့်ပေးပြီးသပင်ချအောင်လုပ်ပေးခဲ့တယ်အဲ့ဒီချိန်မှာဂျဲဝမ်ရဲ့လက်ကစွန့်အားရဲ့နှကန်းကိုမတော်တဆထိမိသွားပြီးနှစ်ယောက်သားရင်တွေခုန်ပြီးအနမ်းတွေပေးပစ်ခဲ့ပါတယ်ဂျဲဝမ်ရဲ့ကမ်ပင်းကားပေါ်မှာလည်းအချိန်တွေအတူတူကုံဆုံးခဲ့ကြပါတယ်ဂျဲဝမ်ကတော့သူ့ရဲ့အချစ်ဆုံးသူကိုရှာတွေ့ပြီလို့ထင်ခဲ့တယ်ဒါပေမဲ့စွန့်အားကသူနဲ့တည်းမဟုတ်ပဲတခြားကောင်လေးတွေနဲ့ပါရင်းရင်းနှီးနှီးနေတာကိုဂျဲဝမ်ကတွေ့လိုက်ရတယ်ဂျဲဝမ်ကသူ့အလိန်ခံရပြီးထင်ပြီးစိတ်ပြတ်မိသွားတယ်စွန့်အားကတခြားယောက်ျားလေးတွေနဲ့ရုပ်ရှင်ကြည့်မယ်ဆိုပြီးဂျဲဝမ်ကိုထားခဲ့ပြီးတခြားသူတွေနဲ့ပျော်မြူးနေခဲ့ပါတယ်လှည့်လျူရှုခံလိုက်ရတဲ့ဂျဲဝမ်ကနေ့လယ်စာကိုလည်းတယောက်တည်းစားခဲ့ရတယ်။အဲ့ဒီနေ့ကစွန့်ဟာကတခြားသူတယောက်နဲ့စကိတ်စီးရင်နဲ့ခြေချင်းဝက်လွဲသွားတာကိုမတော်တဆကြားလိုက်ရပါတယ်။စွန့်ဟာကိုချစ်မိနေသေးတဲ့ဂျဲဝမ်ကဆေးဘူးကိုယူပြီးချက်ချင်းထွက်သွားခဲ့ပေမဲ့စွန့်ဟာကတခြားသူတယောက်နဲ့လှိုင်းစီးတင်ယူနေပြီလို့ဂျဲဝမ်ကကြားလိုက်ရပြီးအယမ်းနာကျင်ခဲ့ရပါတယ်။သူကကမ်းခြေမှာဝမ်းနေပြီးစိတ်ဆိုးနေတဲ့အချိန်မှာစွန့်ဟာကသူ့ဘေးမှာတမင်သွားအိတ်ခဲ့ပါတယ်။စိတ်ဆိုးနေတဲ့ဂျဲဝမ်ကစွန့်ဟာကိုသူ့မကျေနပ်ချက်တွေကိုပြောခဲ့တယ်။စွန့်ဟာကစကားမပြောဘဲဂျဲဝမ်ရဲ့စိတ်ဆိုးနေတဲ့မျက်နှာကိုကြည့်နေပေမဲ့လည်းသူ့အုပ်ထုပ်ကိုညှင်းသားစွာချွတ်ပြီးတော့နေအောင်ကြီးကနေကာကွယ်ပေးခဲ့သေးပါတယ်။ဒါပေမဲ့စွန့်ဟာကဘာမှမဖြေရှင်းတဲ့အဆုံးမှာတော့ဂျဲဝမ်ကစိတ်ဆိုးပြီးစွန့်ဟာရဲ့မျက်နှာပေါ်ကိုအုပ်ထုပ်ကိုပြစ်တင်ပြီးတော့လှည့်ထက်သွားခဲ့ပါတယ်။ဂျဲဝမ်ကသူ့နေတဲ့ကမ်ပင်းကားကိုရောက်တဲ့အခါမှာတော့စွန့်ဟာနဲ့ဟိုတနေ့ကရုပ်ရှင်သွားကြည့်မယ်ဆိုတဲ့ကောင်လေးကသူနဲ့အတူတူမသွားပြစ်ခဲ့ကြအောင်ကိုမထင်မှတ်ဖဲသိခဲ့ရတယ်။ဒါကိုကြားတော့ဂျဲဝမ်ကအယမ်းပျော်သွားပြီးစွန့်ဟာကလည်းသူ့ကိုချစ်တယ်လို့ယုံကြည်လိုက်တယ်။နောက်မကြာခင်မှာတော့ဂျဲဝမ်ကပြရင်းပေါက်အောက်မှာပုံပြီးစွန့်ဟာကိုတောင်းပန်ခဲ့ပြီးတော့နောက်တစ်နေ့ကျလည်းအတူတူရှောက်လဲကြမယ်ဆိုပြီးတော့ချိန်ဆိုလိုက်ပါတယ်။နောက်တစ်နေ့ချိန်ထားတဲ့အချိန်မှာလည်းစွန့်ဟာရောက်မလာခဲ့လို့ဂျဲဝမ်ကစိတ်ပြတ်သွားပါတယ်။ဂျဲဝမ်ကကမ်ပင်းကားကိုမောင်းနေတော့မှပဲစွန့်ဟာကလမ်းကိုဖြတ်ပြီးကားကိုရပ်တန့်စေခဲ့တယ်။အဲ့ဒီနေ့ကသူ့ချစ်ရတဲ့စွန့်ဟာရောက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ကမ်ပင်းကားပေါ်မှာအချင်းတွေတူတူကုန်းဆုံးခဲ့ကြတယ်။အတူတူပျော်ရွှင်ကြည်နူးစွာနဲ့စပိန်စီးခဲ့ကြတယ်။လှိုင်းစီးခဲ့တယ်။မိုးရေထဲမှာလည်းကစားခဲ့ကြပါတယ်။စွန့်ဟာကိုနက်နက်ရှိုင်းရှိုင်းကိုချစ်မိသွားတဲ့ဂျဲဝမ်ကစွန့်ဟာကိုသူနဲ့အတူတူစင်တူလက်စွပ်လေးဝတ်ဆင်စေပြီးသူတို့နှစ်ဦးတည်းသာတည်တဲ့မင်္ဂလာပွဲလေးကျင်းပခဲ့ပါသေးတယ်။စွန့်ဟာကဂျဲဝမ်ကသူ့ကိုဒီလောက်ထိအလေးနဲ့ထားမယ်လို့မထင်ခဲ့တဲ့အတွက်ချစ်ခင်စွာနဲ့ဂျဲဝမ်ကိုပွေ့ဖွက်လိုက်ပြီးတည်တဲ့အထိဒီလက်စွပ်တွေကိုမချွတ်ဖို့သူတို့အတူတူခရီးပေးခဲ့ကြပါတယ်။ရိုမတ်တစ်ဆန်နဲ့တစ္ဆာဆိုခြင်းကအစိတ်အတောက်အပြင်းဆုံးပဲဖြစ်ခဲ့ပါတယ်။ဂျဲဝမ်ကရုတ်တရက်လုပ်ငန်းကိစ္စကြောင့်ဆိုးကိုအရင်ပြန်ရမှာဖြစ်လို့သူမထွက်ခွာခင်မှာစွန့်ဟာကိုဆိုးပြန်ရောက်ရင်သူ့ကိုဆက်သွယ်ပါလို့ထပ်ခါတလဲလဲကိုပြောကြားခဲ့တယ်။တကယ်လို့မေ့သွားခဲ့ရင်လည်းစနေနေ့ည10:00နာရီတိုင်းမှာချိန်ထားတဲ့နေရာမှာဆက်ဆက်လာတွေ့ဖို့ကိုဂျဲဝမ်ကတိတိကျကျကိုသူမကိုပြောခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအချိန်ကနေစပြီးတော့ဂျဲဝမ်ကစွန့်ဟာကိုအဆက်အသွယ်မရတော့ပဲသူတို့ချိန်ထားတဲ့နေရာကိုလည်းတခါမှစွန့်ဟာကမလာတော့ပဲနဲ့သူတို့နှစ်ယောက်ကျွန်းပေါ်မှာအမှတ်တရအတူတူရိုက်ထားခဲ့တဲ့ကင်မရာကိုပါစွန့်ဟာကယူသွားခဲ့တဲ့အတွက်ဂျဲဝမ်မှာစွန့်ဟာနဲ့ပတ်သက်လို့ဘာမှကိုမရှိတော့တာပါဂျဲဝမ်ကစနေနေ့တိုင်းမှာအယူလိုသွားဆောင်နေပေမဲ့တစ်နှစ်ကြာခဲ့ပါပြီစွန့်ဟာရောက်မလာခဲ့ပါဘူးစွန့်ဟာကိုနက်နက်ရှင်းရှင်းကိုချစ်မိတဲ့ဂျဲဝမ်တယောက်ကတော့စွန့်ဟာကိုတတိယတိုင်းအရက်ဆိုင်မှာသွားတောက်ခဲ့တယ်သူမူးလာတဲ့အခါတိုင်းရဲစခန်းကိုသွားတယ်ပြီးရင်ရဲတွေကိုလူပြောက်ရှာခိုင်းมาတော့တယ်ရဲတွေကဒါကိုကျင်သားရနေကြရပါပြီဘာလို့လဲဆိုတော့ဂျဲဝမ်ကတစ်နှစ်အတွင်းမှာရဲစခန်းကိုအကြိမ်ကြိမ်သွားနေတာကြောင့်ပဲဖြစ်ပါတယ်စွန့်ဟာကိုအရန်လွှမ်းနေတဲ့ဂျဲဝမ်ကတစ်နေ့မှာသူတို့ချိန်ထားတဲ့နေရာကိုသွားခဲ့တယ်ဂျဲဝမ်ကစွန့်ဟာကိုအပီးတိုင်နှုတ်ဆက်ဖို့အတွက်လက်စွပ်ကိုချွတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာစွန့်ဟာကိုသူရုတ်တရက်မြင်လိုက်ရတယ်ဂျဲဝမ်ကမယုံနိုင်အောင်ဖြစ်ပြီးတော့မင်းတက်နေတော့မှပဲစွန့်ဟာကထွက်ပြေးလိုက်တာကိုမြင်မှအဲ့ဒါကစွန့်ဟာဆိုတာသူတေချာသွားခဲ့ပါတယ်
သူကအသေးအတန်လိုက်ဖမ်းခဲ့တယ်နောက်ဆုံးမှာစွန့်အားကိုမိသွားပြီးတင်းကျပ်စွာဖတ်ထားခဲ့ပါတယ်ဒီတစ်ခါမှတော့သူမကိုလုံးဝထွက်မပြေးခိုင်းတော့ပါဘူးဒီမြင်ကွင်းကိုအနီးနားမှာလှည့်ကင်းလှည့်နေတယ်ရဲတွေကမြင်သွားပြီးတော့သူ့ရှေ့ကမိန်းကလေးကကင်မရာတခိုးစွန့်အားပြစ်ကြောင်းသိခဲ့ရတယ်အဲ့ဒါကြောင့်ရဲတွေကဖမ်းလိုက်ပါတယ်ရဲအရာရှိကစွန့်အားရဲ့ကိုရေးအချက်လက်တွေကိုမှတ်ပုံတင်ဖို့တောင်းပန်မယ်စွန့်အားကပေးဖို့ဝင်လေးနေပါတယ်ဘာဖြစ်လို့ဆိုတော့သူ့နာမည်ကစွန့်အားဟုတ်မနေလို့ပါပဲတကယ်တော့စွန့်အားကသူ့ရဲ့နာမည်ကစပြီးတော့သူ့ဘဝအကြောင်းအရာအလုံးကိုဂျေဝမ်ကိုလိန်ထားမိလို့ပါပဲအဲ့ဒီမှာရုတ်တရက်ဂျေဝမ်ကတက်တေကန်ကပ်ပြားကိုဆွဲယူလိုက်တယ်စွန့်အားဘယ်မှာနေတယ်ဆိုတာသူကအရန်ကိုသိကျင်နေပါတယ်အဲ့ဒီနောက်မှာတော့ဂျေဝမ်ကကြက်တေတေသွားခဲ့ပါတယ်စွန့်အားရဲ့နာမည်အရင်ကအုံးအုံဖြစ်နေခဲ့တယ်ဘေးကအရာရှိကလည်းရှုပ်ထွေးသွားတယ်ဒီအချိန်မှာဂျေဝမ်ကအရန်ကိုဒေါသထွက်နေခဲ့ပါတယ်သူတစ်နှစ်လုံးရှာဖွေနေခဲ့တဲ့သူ့ရဲ့ချစ်သူကသူ့ကိုလိန်လေသူဖြစ်နေခဲ့ပါတယ်ဂျေဝမ်ကအရန်ကိုနာကျင်ပြီးဒေါသတကြီးထွက်သွားပြီးအုံးအိုကလည်းတကားဝါကိုချက်ချင်းလိုက်သွားခဲ့ပါတယ်ဒါပေမဲ့ဂျေဝမ်ကသူမနဲ့လုံးဝစကားမပြောတော့ပါဘူးဒေါသတကြီးကားမောင်းထွက်သွားတဲ့ဂျေဝမ်ရဲ့နောက်ကိုအုံးအိုကအလင်းစလိုလိုက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာနောက်ကမော်တော်ဆိုင်ကယ်ကိုအာယုံမဆိုင်မိပဲနဲ့အုံးဟိုကလဲကျသွားခဲ့ပါတယ်အဲ့ဒါကိုနောက်ကြည့်မှန်တဲ့ကနေဂျေဝမ်ကမြင်လိုက်ရပြီးတော့ချက်ချင်းကားကိုရက်ပြီးအုံးဟိုရဲ့အခြေအနေကိုတွားကြည့်ခဲ့တယ်တကယ်တော့အုံးဟိုကလိုက်ပြေရှင်းဖို့မဟုတ်ပဲကင်မရာပြန်ပေးဖို့သာဖြစ်တယ်ဆိုတာသိသွားပြီးတော့ဂျေဝမ်ကိုပို့ပြီးတော့ဒေါသထွက်စေခဲ့ပါတယ်ဒေါသတကြီးနဲ့ဂျေဝမ်ကသူတို့နှစ်ယောက်အမှတ်တရတွေကိုမှတ်တမ်းတင်ထားတဲ့ကင်မရာကိုအစိမ့်စိမ့်အမှော်မှာရိုက်ချိုးပစ်လိုက်တယ်ခါသီးတဲ့စကားတချို့နဲ့ဂျေဝမ်ကသူ့သေးတဲ့အထိလုံးဝမချွတ်တော့ဘူးလို့ပြောထားတဲ့မင်္ဂလာလက်စွပ်ကိုချွတ်ပြီးတော့သူတို့တစ်ချိန်ကချိန်ထားဖို့တဲ့မြစ်ထဲကိုရက်ဆက်စွာပစ်ချခဲ့ပါတယ်သူလှည့်ထွက်ပြီးကားကိုရရဆက်ဆက်မောင်းသွားခဲ့တယ်တကယ်တော့အုံးအိုဆိုတဲ့ကောင်မလေးကစွန့်အားအဖြစ်ဘာလို့ဟန်ဆောင်ခဲ့ရလဲဆိုတဲ့အကြောင်းရဲ့နောက်ွယ်ကအမှန်တရားကိုဆက်ကြည့်လိုက်ရအောင်နော်ရောဘုံတို့လွန်ခဲ့တဲ့တစ်နှစ်ခန့်ကအုံးအိုမှာလက်ထပ်တော့မဲ့ချစ်သူတဦးရှိခဲ့ပါတယ်။တစ်နှစ်မှာတော့အုံးအိုကသူမရဲ့ချစ်သူကိုအံ့ဩသွားအောင်လုပ်မယ်ဆိုပြီးကြိုမပြောပဲတိတ်တိတ်လေးဘူဆန်ကချစ်သူရဲ့အိမ်ကိုလာခဲ့ပါတယ်။တကားဖွင့်လိုက်တဲ့အခါမှာတော့တကယ်တမ်း surprise ဖြစ်သွားရတာကတော့အုံးအိုပဲဖြစ်နေပါတယ်။သူမတွေ့လိုက်ရတာကတော့သူ့ရဲ့ချစ်သူနဲ့အတူတခြားအမျိုးသမီးတစ်ယောက်ကိုပါပဲ။မင်္ဂလာဦးညအတွက်စီစဉ်ထားတဲ့ညအိမ်ဝမ်းဆက်စင်တူကိုလည်းထို့အမျိုးသမီးနဲ့အတူတူဝတ်ဆင်ထားခဲ့တာပါ။အုံးအိုအရန်ကိုအံ့အားသင့်သွားတဲ့အခါမှာသူမရဲ့ချစ်သူရဲ့ဖြည့်ရှင်းချက်ကတော့အုံးဟိုကအရန်ကိုတာမန်ဖြစ်လွန်းပြီးပြင်းစရာကောင်းလွန်းလို့ဆက်မတွဲကျင်တော့လို့ပြောပါတယ်အဲ့လိုနဲ့ပဲမင်္ဂလာဆောင်မဲ့ဆက်ဆက်ချစ်သူနဲ့လည်းအုံးဟိုကပြတ်ဆဲခဲ့ရပါတယ်အသေးကွက်တန်ရအောင်မပြောက်သေးတဲ့အုံးဟိုကနောက်တစ်နေ့မှာတော့အလုပ်အင်တာဗျူးအောင်နဲ့ထင်ပြီးအလုပ်သွားခဲ့ပေမဲ့လည်းသူမရဲ့အလုပ်ဝင်ခွင့်ကိုပယ်ဖျက်လိုက်ပြီးဖြစ်ကြောင်းအကြောင်းကြားခံခဲ့ရပါတယ်ဘာလို့လဲဆိုတော့သူမကတာမန်ဖြစ်လွန်းပြီးပုံမှန်အရေးချင်းတွေပဲဖြစ်နေတာကြောင့်လို့အလုပ်ခွင့်ကပြောခဲ့ပါတယ်သူတို့ကအုံးဟိုအစားတခြားတစ်ယောက်ကိုအစားထိုးလိုက်တာပဲဖြစ်တယ်အဲ့ဒီချိန်မှာအုံးဟိုကအဲ့ဒီနေ့ကအင်တာဗျူးအတူတူလာဖြေခဲ့တဲ့စွန့်အားဆိုတဲ့ကောင်မလေးကိုမှတ်မိလိုက်ပါတယ်စွန့်အားကအရန်တက်ကြွပြီးသပင်ကိုလည်းအကောက်တွေလှုပ်ထားပြီးအင်တာဗျူးမေးတဲ့လူတွေကိုလည်းသူမကလုံးဝမကြောက်ခဲ့ပါဘူးဆိုရှယ်လည်းအရန်ကောင်းပြီးတော့အဲ့ဒီအချက်ကပဲအွန်အိုနဲ့လုံးဝမတူခဲ့တာပါလိမ္မာပြီးတိတ်တိတ်ဆိတ်ဆိတ်သာနေတတ်တဲ့ introvert အွန်အိုကအသေးလဲကွယ်အလုံးမရပဲအရန်ကိုထိခိုက်ခဲ့ရပါတယ်သူမကအသက်30ရှိနေပြီဖြစ်တော့လဲတာမန်ဖြစ်နေပြီးတော့ဘာမှမတက်မြောက်သေးကြောင်ရုတ်တရက်သဘောပေါက်လိုက်ပါတယ်ဘဝကအလွန်ဆိုးရွားတာကြောင့်ထိတ်မရပဲကြေကွဲဆောင်ကိုကြွေးခဲ့တယ်စိတ်ကူးပေါက်ရလျှောက်သွားရင်လည်းအတိအကျွမ်းလည်းမရှိတဲ့ဂျဲဂျူတို့ကျွန်းကိုတယောက်တည်းရောက်လာခဲ့တယ်အဲ့ဒီနေ့ကစပြီးကိုနှိမ်ချရတဲ့စိတ်အစ်ဆက်တိတ်ဆိတ်တဲ့အမှုအကျင့်နဲ့တုံဆိုင်တတ်မှုတွေပြင်းစရာကောင်းတယ်လို့လူတိုင်းကဝိုင်းပြောနေကြတဲ့အွန်အိုဆိုတဲ့ဘဝကိုနှုတ်ဆက်ခဲ့ပါတယ်သူမကစွန့်အားရဲ့နာမည်ကိုခိုးယူပြီးစွန့်အားရဲ့တက်ကြွပြီးရှင်မြူးတဲ့ဇယိုက်ကိုအတူယူခဲ့ပါတယ်။အဲ့ဒီမှာကျွန်းပေါ်ကိုရောက်လာခဲ့ပြီးသူ့နာမည်ကိုမေးတဲ့အခါသူမကစွန့်အားလို့ပဲဖြေခဲ့ပါတယ်။ကျွန်းပေါ်ကလူတိုင်းကသူမအွန်အိုဆိုတာဘယ်သူမှမသိကြပါဘူး။သူမရဲ့အတိတ်ကဒဏ်ရာတွေကိုမေ့ပစ်ချင်တာကြောင့်ရွှေမြူးတက်ကြွပြီးတော့ပျော်ရွှင်စရာကောင်းတဲ့စွန့်အားဆိုတဲ့မိန်းကလေးအဖြစ်နဲ့ပဲကျွန်းပေါ်မှာ3လကြာနေထိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကာလမှာဂျယ်ဝမ်နဲ့တွေ့ခဲ့တာပါ။သူမကဖြူစင်းတဲ့ဂျယ်ဝမ်ကိုချစ်မိသွားပါတယ်။တစ်ချိန်ကဂျယ်ဝမ်ကိုအရာအလုံးဖွင့်ပြောခြင်းပင်မဲ့လေဂျယ်ဝမ်ရဲ့အဖြေကြောင့်အွန်အိုကစိတ်ပြတ်ခဲ့ရတယ်။ဂျယ်ဝမ်ကအကြောင်းစုံမသိဘဲနဲ့စွန့်အားရဲ့ဒီလိုပုံစံလေးကိုပဲချစ်တာပါလို့ပြောလိုက်မိလို့သူမကဂျယ်ဝမ်ချစ်တာကငါ့ကိုမဟုတ်ဘူးစွန့်အားကိုပဲဆိုပြီးတော့သူမကဂျယ်ဝမ်နဲ့လုံးဝအဆက်အသွယ်ဖြတ်တောက်ခဲ့တာပါဇလန်းကပြစ်စုံပန်တို့ပြန်လည်ရောက်ရှိလာပါတယ်ရဲအရာရှိကအိမ်ပြန်လာစဉ်မှာမြစ်ထဲမှာဓမီနဲ့အွန်အိုကိုတွေ့လိုက်ရတဲ့အေးခဲနေတဲ့ဆောင်းညမှာအွန်အိုတယောက်ကမြစ်ထဲကိုဆင်းပြီးဂျယ်ဝမ်ပစ်ချခဲ့တဲ့လက်စွပ်ကိုရှားနေတာပဲဖြစ်ပါတယ်အွန်အိုကတော့မင်္ဂလာလက်စွပ်ကိုလွတ်မပစ်ပဲဆွဲချိုးအနေနဲ့အမြဲဆွဲထားခဲ့တာပါရုတ်တရက်လက်စွပ်ကိုရှာတွေ့လိုက်ရတဲ့အွန်အိုကခလေးတယောက်လိုပဲပျော်ရွှင်နေခဲ့ပါတယ်တကယ်တော့သူမကလည်းဂျယ်ဝမ်ကိုအရန်ချစ်ခဲ့ရတာပါတိတ်မကြခင်မှာပဲဂျယ်ဝမ်ကလည်းလက်စွပ်ကိုပြန်ရှာဖို့အတွက်အဲ့ဒီနေရာကိုရောက်လာခဲ့ပြန်ပါတယ်ထ
ဒါပေမဲ့လက်စွပ်ကိုအွန်ဟိုကယူသွားပြီးဖြစ်တဲ့အတွက်ဂျေဝမ်ကတော့ရှာမတွေ့ခဲ့ပါဘူးစိတ်တက်ကြပြီးလက်ပလာနဲ့အိမ်ပြန်လာခဲ့ရတဲ့ဂျေဝမ်ကဒေါသထွက်လွန်းတာကြောင့်အွန်ဟိုကိုရရဆက်ဆက်စကားလုံးတွေနဲ့ပြောခဲ့တာကိုတွေးပြီးနောင်တရနေပါတယ်အွန်ဟိုတယောက်ကတော့ဂျေဝမ်ကိုပြန်တွေ့လိုက်ရတဲ့နေ့ကစပြီးတော့သူမရဲ့အသီးစိတ်ကပုံမှန်ဖြစ်မနေတော့ပါဘူးနာကျင်လွန်းလို့သူမကအလုပ်တွေကိုဖိလုပ်ခဲ့တယ်အိမ်ပြန်ရောက်တော့လဲအော်ဟစ်ခုံပေါက်ပြီးဟာတာကားကြည်ရင်နဲ့ငိုကြွေးခဲ့တယ်တခါတရံမှာကိုစကားတွေပြောနေခဲ့တယ်တငယ်ချင်းတွေကသူမစိတ်ယောဂဖြစ်မှာကိုစိုးရိမ်ပြီးတော့သူမအတွက် project တစ်ခုရှာဖွေပေးပြီးအလုပ်လုပ်ရင်ပုံမှန်ဖြစ်လာစေဖို့မျှော်လင့်ခဲ့ကြတယ်။အွန်ဟိုမှာတော့အခင်းဆုံးတငယ်ချင်းကောင်လေးနဲ့ကောင်မလေး2ယောက်ရှိပါတယ်။တိုက်ဆိုင်မှုတစ်ခုကတော့အွန်ဟိုတငယ်ချင်းကောင်မလေးရဲ့ရီးစားကဂျယ်ဝမ်ရဲ့ညီဝင်းခွဲဖြစ်နေတာပါပဲ။နောက်တစ်ရက်မှာတော့ဂျယ်ဝမ်ရဲ့ညီဝင်းခွဲကအွန်ဟိုရဲ့ project စာအုပ်ကိုဂျယ်ဝမ်ကိုမိတ်ဆက်ပေးခဲ့တယ်။စာရွက်စာတမ်းတွေကစီးပွားရေးကပြားတစ်ခုပြုတ်ကျလာတော့ဂျယ်ဝမ်ကောက်ယူလိုက်တဲ့အခါမှာအွန်ဟိုရဲ့ကပြားဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဂျယ်ဝမ်ကတွေ့ချင်းပဲအန်အောသွားပြီးအဲ့ဒီဖုန်းနံပါတ်ကိုဆက်ခဲ့ပါတယ်။တစ်ဖက်ကအွန်ဟိုရဲ့အတန်ထွက်ပေါ်လာပေမဲ့လည်းတခြားယောက်ျားတဦးရဲ့အတန်ဝါကြားလိုက်ရတဲ့အတွက်ဂျေဝမ်ကအရန်ကိုဒေါသထွက်သွားခဲ့တယ်။နောက်တစ်နေ့မှာတော့ဂျေဝမ်ကမနေနိုင်တော့ပဲသူ့ညီဝင်းခွဲကိုခေါ်ပြီးတော့မေးမြန်းလိုက်တယ်။ညီဝင်းခွဲကအွန်ဟိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကိုသူသိသလောက်ပြောပြခဲ့ပါတယ်။အဲ့ဒီတုန်းကအွန်ဟိုကသူ့ချစ်သူရဲ့တစ္ဆာဖောက်မှုကိုခံလိုက်ရလို့သူ့ရဲ့အခင်ဆုံးတငယ်ချင်းတွေကိုတော့အတိမပေးပဲ3 လကြာပျောက်ဆုံးသွားခဲ့တယ်လို့သူကရှင်းပြခဲ့တယ်။ကဲတော့အဲ့ဒီပျောက်သွားတဲ့3 လမှာဂျေဝမ်နဲ့တွေ့ခဲ့တဲ့ကျွန်းပေါ်ကအချိန်ကာလ3 လဖြစ်နေတာပါ။သူ့ညီဝင်းခွဲကအွန်ဟိုကိုသူ့အကူကစိတ်ဝင်စားနေတယ်လို့ထင်ပြီးအွန်ဟိုတို့အိမ်မှာဘာဘီကျူပွဲတော့နောက်တစ်ပတ်လုံးမှာမို့ဂျေဝမ်ကိုဖိတ်ခေါ်ခဲ့တယ်။ဂျေဝမ်ကခုနဖုန်းပြောတော့ကကိစ္စကိုစိတ်ထဲထင်နေတာမို့အွန်ဟိုကယောက်ျားတစ်ယောက်နဲ့အတူတူနေတာလားလို့သူ့ညီဝင်းခွဲကိုမေးလိုက်သေးပါတယ်။သူ့ညီဝင်းခွဲကအွန်ဟိုရဲ့တငယ်ချင်းသာဖြစ်ကြောင်းရှင်းပြတော့မှဂျေဝမ်ကစိတ်ခံစားချက်ကောင်းသွားပါတော့တယ်။နောက်တစ်နေ့မှာတော့အွန်ဟိုရဲ့အိမ်မှာပြုလုပ်ခဲ့တဲ့ဘာဘီကျူပွဲကိုဂျေဝမ်ကရောက်လာပါတော့တယ်။ဂျေဝမ်ရုတ်တရက်ပေါ်လာတာကိုမြင်လိုက်ရတော့အွန်ဟိုကအရန်ကိုလန့်သွားပြီးစိတ်လှုပ်ရှားသွားပါတယ်။အွန်ဟိုကစွန့်အားအဖြစ်လိမ့်လဲခဲ့တဲ့တယုံမှန်ကိုတငယ်ချင်းတွေရှေ့မှာဖော်ထုတ်လိုက်မယ်လို့အွန်ဟာကထင်နေပေမဲ့လူကြီးလူကောင်းပိသားစွာနဲ့ဂျေဝမ်ကအဲ့ဒီကိစ္စကိုလုံးဝမပြောခဲ့ပါဘူး။သူတို့တွေစကားစမီပြောနေကြရင်နဲ့ဂျေဝမ်အမြဲတမ်းဝစ်စင်လေးရှိတဲ့လက်စွပ်ပြောက်နေတာကိုသူ့ညီလေးကသတိထားမိခဲ့ပြီးဘာဖြစ်ခဲ့တာလဲလို့မေးလိုက်ပါတယ်ဂျေဝမ်ကအဲ့ဒီမိန်းကလေးနဲ့ပတ်သက်တဲ့အရာအလုံးကအထူအယောင်ဖြစ်တာကြောင့်ရက်ထဲမှာပြစ်ချခဲ့ပြီးဆိုပြီးပြုံးစစ်စစ်ပြောခဲ့ပါတယ်ဒါပေမဲ့မျက်လုံးတွေကတော့အွန်ဟိုကိုချစ်ခင်စွာငေးကြည့်နေခဲ့ပါတယ်အဲ့ဒီမှာအားလုံးကဂျေဝမ်ကိုအသေးခွဲသွားတဲ့စွန့်အားဆိုတဲ့မိန်းကလေးကိုအပြစ်တင်နေကြပါတယ်အွန်ဟိုကတော့စွန့်အားဆိုတဲ့မိန်းကလေးကသူဖြစ်နေတာမို့ထူပူပြီးတော့နေရာကနေထွက်သွားခဲ့ပါတယ်ဂျေဝမ်ကလည်းအွန်ဟာနောက်ကိုလိုက်သွားခဲ့ပါတယ်ဂျေဝမ်ကမင်းငါကိုဘာလို့လိန်ခဲ့တာလဲစွန့်အားအယောင်ဆောင်ပြီးတော့ကိုရဲ့အချက်လက်တွေကိုပါလိန်လဲပြီးငါ့ကိုဘာလို့လှည့်ပြားခဲ့ရတာလဲလို့နနကျင်ကျင်နဲ့ဂျေဝမ်ကမေးလိုက်တယ်အခုထက်ထိသူ့ကိုရှောင်နေတဲ့အွန်ဟိုကိုသူကအကြောင်းရင်းကိုသိကျင်ခဲ့တယ်ဒါပေမဲ့ကိုယုံကြည်မှုနဲ့ပါတဲ့အွန်ဟိုကတော့ဘာမှမပြောဘဲနဲ့ညှင်းဆန်ခဲ့ပါတယ်သူမရဲ့မိုင်မဲတဲ့အတိတ်ကိုဂျေဝမ်ကိုမသိစေချင်ခဲ့ပါဘူးဂျေဝမ်ရဲ့ဒေါသထွက်ပြီးပြစ်တင်စူပူကျိမ်းမောင်းတဲ့စကားတွေကအွန်ဟိုရဲ့နှလုံးသားကိုနက်နက်ရှိုင်းရှိုင်းထိခိုက်စေခဲ့ပါတယ်ဝမ်းနေနေတဲ့အွန်ဟိုကတော့သူမရဲ့ဝမ်းနည်းမှုတွေကိုအရက်တောက်ပြီးတော့မေ့ပစ်ခဲ့တယ်အိမ်ပြန်ရောက်လာတဲ့ဂျေဝမ်ကအွန်ဟိုကိုပြင်းထန်တဲ့စကားတွေပြောခဲ့မိလို့နှောင်းတရနေခဲ့တယ်ဝီစကီဒီဗလင်းကုန်သွားတဲ့အွန်ဟိုကလမ်းပေါ်မှာသူမရဲ့ခရီးဆောင်အိတ်ကိုရွယ်ချက်မဲ့စွာဆွဲသွားနေပါတယ်။မူးယူနေတဲ့အွန်ဟိုကထပ်မံထွက်ပြေးဖို့ဆုံးဖြတ်ခဲ့တယ်။အဲဒါကြောင့်သူမကဘတ်စကားဘော်ကိုတက်ခဲ့ပြီးတော့ဂျဝမ်ကိုပဲနက်နဲ့တတိယနေမိတယ်။မူးလာရင်ရီစာဟောင်းကိုဖုန်းခေါ်ခြင်းနဲ့ဆိုတဲ့ဆိုရိုးစကားအတိုင်းပဲအွန်ဟိုကဖုန်းကိုထုတ်ပြီးဂျဝမ်ရဲ့နံပါတ်ကိုရှာပြီးရှိုက်ကြီးတုံငင်ကိုကျွေးခဲ့ပါတယ်။အမတ်မထင်ဖုန်းခေါ်မိသွားပါတယ်။အဲ့ဒီမှာဂျဝမ်ကသူ့ဖုန်းပေါ်မှာမရင်းနှီးတဲ့နံပါတ်ကိုတွေးလိုက်ရပါတယ်။ဂျဝမ်ကရှုပ်ထွေးသွားပြီးအဲ့ဒီနံပါတ်ကိုခေါ်ဆိုခဲ့တဲ့အခါဖုန်းဖြေတဲ့သူကဘတ်စကားဒရိုင်ဘာဖြစ်နေပြီးကားပေါ်မှာအွန်ဟိုကမူးပြီးသတိမေ့မျောနေပါတယ်ဂျယ်ဝမ်ကရုတ်တရက်တစ်ခုခုသဘောပေါက်သွားပြီးအွန်ဟိုရဲ့စီးပွားရေးကပြားကိုရှာပြီးအိတ်ကိုအမြန်ဖွင့်ပြီးဖုန်းနံပါတ်တိုက်ကြည့်လိုက်တော့အွန်ဟိုဆိုတာသိကြသွားခဲ့ပြီးဘတ်စကားဂိတ်ကိုအပြင်းထန်မောင်းသွားခဲ့တယ်နောက်တစ်နေ့မနက်အွန်ဟိုနိုးလာတဲ့အခါသူမရဲ့ရီစာဟောင်းအိမ်မှာလဲလျောင်းနေတာကိုသူ့ကိုယ်သူသိလိုက်ရတယ်တကားဖွင့်လိုက်တော့အပြင်ဘက်မှာဂျယ်ဝမ်ကိုမြင်လိုက်ရပြီးအွန်ဟိုသိလိုက်တာကတော့ညကဂျယ်ဝမ်ကိုသူမဖုန်းဆက်မိပြီးလာခေါ်ခိုင်းခဲ့တာကိုသတိရသွားပြီးသူ့ရဲ့မိုင်မဲမှုအတွက်နောင်တရနေပါတယ်အဲ့ဒီအချိန်မှာအွန်ဟိုရဲ့ဖုန်းကရုတ်တရက်မြည်လာခဲ့တယ်အဲ့ဒါကတော့အွန်ဟိုရဲ့တငယ်ချင်းကောင်လေးဆက်တာပါဂျယ်ဝမ်ကဖုန်းကိုဆွဲယူပြီးခက်ကြမ်းကြမ်းလေးတန်းနဲ့အွန်ဟိုနဲ့သူအတူရှိနေကြောင်းကိုပြောပြီးဖုန်းကိုရိုင်းပြစွာချပစ်လိုက်တယ်အွန်ဟိုကဂျယ်ဝမ်ကိုသူ့တငယ်ချင်းကိုဘာလို့ဒီလိုဆက်ဆံရတာလဲလို့မေးလိုက်တော့ဂျယ်ဝမ်က
အဲ့ဒါတွေအကုန်လုံးမင်းစီကတင်ယူခဲ့တာလို့ဆိုလိုက်ပါတယ်သူကအွန်းဟိုနဲ့တိတိကျကျစကားပြောချင်ခဲ့တယ်ဒါပေမဲ့အွန်းဟိုကဂျယ်ဝမ်ကိုမေ့ပစ်ဖို့ကြီးပဲပြောနေခဲ့ပါတယ်နှစ်ယောက်သားရန်တွေဖြစ်ပြီးအွန်းဟိုကထွက်လာခဲ့တယ်ကြာခင်မှာပဲအပြင်မှာမိုးကစတင်ရွာနေခဲ့တယ်ဂျယ်ဝမ်ကထီးမပါတဲ့အွန်းဟိုကိုတွေးပြီးကားမောင်းပြီးလိုက်ခဲ့တယ်အဲ့ဒီနောက်အွန်းဟိုကိုကားထဲကိုခေါ်သွင်းခဲ့တယ်ဂျယ်ဝမ်ကသူတို့နှစ်ယောက်ချင်းတွေ့စဉ်ကမကြာခဏနားထောင်ခဲ့တဲ့သချင်းကိုဖွင့်လိုက်တယ်ဂျယ်ဝမ်ကအွန်းဟိုကိုစိုက်ကြည့်နေပြီးအွန်းဟိုကမတက်မတာဖြစ်နေခဲ့တယ်ဒီခိုက်တန်ကအွန်းဟိုရဲ့နှလုံးသားကိုချိုမိန်စေခဲ့ပါတယ်သူမကဂျယ်ဝမ်ကိုလုံးဝမမုန်းခဲ့ပါဘူးညဘက်မှာတော့ဂျယ်ဝမ်ကအွန်းဟိုရဲ့ social media ကိုရှာဖွေခဲ့တဲ့အခါမှာအွန်းဟိုကသူတို့နှစ်ဦးရဲ့အတိတ်ကိုအမြဲတမ်းမှတ်တမ်းတင်ထားတာကိုတွေ့ရှိခဲ့ပြီးအွန်းဟိုကအဲ့ဒီအချိန်တွေကသူမကိုဆက်လက်ရှင်တန်စေခဲ့တယ်လို့ post တင်ထားခဲ့ပါတယ်အွန်းဟိုကလည်းသူ့လိုပဲသူ့ကိုနက်နက်ရှင်းရှင်းချစ်နေတယ်ဆိုတာကိုဂျယ်ဝမ်ကရုတ်တရက်သဘောပေါက်သွားခဲ့တယ်ဂျယ်ဝမ်ကအွန်းဟိုရဲ့အရင်တည်းကအမှန်တရားကိုသိရဖို့အတွက်တုံဆိုင်မနေပဲချက်ချင်းအွန်းဟိုတို့အိမ်ရှိကိုသွားပြီးအွန်းဟိုရဲ့ကမ်းရှေမီကိုတမင်တကာရိုက်ချိုးပြီးအွန်းဟိုနဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ်အချိန်မှာအွန်းဟိုရောက်လာပြီးတော့သူတို့နှစ်ယောက်အရန်ဖြစ်စကားများခဲ့ပါတယ်ဂျယ်ဝမ်ကအွန်းဟိုရဲ့ကားကိုဒေါသတကြီးကန်လိုက်တယ်အဲ့ဒီမှာအွန်းဟိုရဲ့လက်စွပ်ကရုတ်တရက်ပြုတ်ကျပြီးဂျယ်ဝမ်ရဲ့ခြေထောက်မှာလိမ့်သွားခဲ့တယ်ဂျယ်ဝမ်ကအဲ့ဒါသူတို့ရဲ့မင်္ဂလာလက်စွပ်ဖြစ်ကြောင်းတစ်ချက်ကြည့်ုံနဲ့သိလိုက်ပါတယ်အွန်းဟိုကဂျယ်ဝမ်ရဲ့လက်စွပ်ကိုရောသူ့ရဲ့လက်စွပ်နှစ်ခုစလုံးကိုတင်ထားတာဖြစ်ကြောင်းဂျယ်ဝမ်သိလိုက်ရတယ်အဲ့ဒီအချိန်မှာပဲနှစ်ယောက်စလုံးနှလုံးသားတွေခန်းစားချက်တွေပုံနှွေးလာပြီးနှစ်ယောက်သားနမ်းဖြစ်ခဲ့ပါတယ်မိနစ်နည်းငယ်ကြာပြီးတဲ့နောက်မှာတော့အွန်းဟိုကဂျယ်ဝမ်ကိုနမ်းခဲ့တာနောက်ထားရတယ်လို့ပြောပြီးတော့ဂျယ်ဝမ်လုံးဝကြေကွဲသွားခဲ့တယ်ဒါပေမဲ့နောက်နေ့တွေမှာဂျယ်ဝမ်ကလုံးဝအရှုံးမပေးပဲအွန်းဟိုကိုဇက်တိုက်ဖုန်းတွေခေါ်ဆိုခဲ့ပါတယ်ဂျယ်ဝမ်ကအွန်းဟိုနဲ့တွေ့ဆုံပြီးတဲ့နောက်အယူအမှုကိုအရာအလုံးလုပ်ခဲ့ကြောင်းပြောပြတယ်အွန်းဟိုကိုနက်နက်ရှိုင်းရှိုင်းချစ်ခဲ့တဲ့အကြောင်းပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီလိုချစ်ခဲ့တာကိုသူကနောင်တမရခဲ့ကြောင်းပြောလိုက်ပါတယ်အွန်းဟိုကလည်းဂျယ်ဝမ်နဲ့တွေ့ဆုံခြင်းကိုနောင်တမရခဲ့ကြောင်းဝန်ခံခဲ့တယ်ဂျယ်ဝမ်ကိုကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်တုန်းကသူမကအဆိုးရွားဆုံးအခြေအနေဖြစ်နေခဲ့ပြီးအချစ်ကိုအလိုအဆုံးအချိန်လည်းဖြစ်ပါတယ်ဒါပေမဲ့သူမကတိတ်ဆိတ်ပြီးမိုင်မဲတဲ့လီအွန်းကိုအဖြစ်ပြန်မပြောင်းကျင်တော့ပါဘူးအဆုံးအလိုလဲဆက်ပြီးဟန်မဆောင်ကျင်တော့ဘူးကိုပြန်ရှာဖွေကျင်တယ်လို့ဂျယ်ဝမ်ကိုပြောပါတယ်ဂျယ်ဝမ်ကလည်းသူမရဲ့ဆုံးဖြတ်ချက်ကိုလက်ခံလိုက်တယ်နောက်တစ်နေ့မှာတော့သူမမူးနေစဉ်ကတင်ထားတဲ့ခရီးဆောင်အိတ်ကိုဂျယ်ဝမ်ကပြန်ပေးခဲ့ပြီးအိတ်ထဲမှာဆွဲကြိုးတကုံးထည့်ပေးထားပါတယ်အွန်းတို့ကလည်းကင်မရာကိုပြန်ပေးခဲ့တယ်ညနေပိုင်းမှာတော့အွန်းတို့ကသူမတစ်နှစ်တာပျောက်ဆုံးသွားတဲ့ဖြစ်ရမှန်ကိုတငယ်ချင်းနှစ်ယောက်ကိုပြောပြခဲ့ပြီးတငယ်ချင်းတွေကအတိတ်ကအွန်းတို့ရောအခုအွန်းအိုရောဘလို့ပဲဖြစ်ဖြစ်ငါတို့ကတငယ်ချင်းတွေပဲလို့ပြောပြီးသူတို့၃ယောက်ကအတူတူဖတ်ပြီးငိုကြွေးခဲ့ကြတယ်နောက်တစ်နေ့မှာအွန်းအိုကယုံကြည်မှုအပြည့်နဲ့အလုပ်ကိုသွားခဲ့တယ် project တူတူလုပ်နေရတဲ့ဂျယ်ဝမ်နဲ့အလုပ်မှာတွေ့ရတယ်ဒါပေမဲ့အွန်းတို့ရဲ့levelမှာသူပေးထားတဲ့ဆွဲကြိုးဝတ်မထားလို့ဂျယ်ဝမ်ကစိတ်ပြတ်သွားတယ်ရုံးစင်းချိန်ရောက်တော့အွန်းအိုကဂျယ်ဝမ်ကိုလိုက်လံရှာဖွေပြီးဆွဲကြိုးကိုထုတ်ပြလိုက်ပြီးငါဒီဆွဲကြိုးကိုချက်ချင်းမဝတ်သေးတာကကိုယ့်စိတ်ကိုမပြင်းစင်ရသေးတာကြောင့်ပါငါကအတိတ်ကအွန်းအိုလိုမျိုးပြင်းစရာကောင်းတဲ့လူဖြစ်ခြင်းဖြစ်မယ်စွန့်အားလိုမျိုးပျော်ရွှင်စရာကောင်းတဲ့လူဖြစ်ခြင်းဖြစ်မယ်ဘလို့အခြေအနေမျိုးမှမဆိုငါ့ကိုလက်ခံပေးနိုင်မှာလားလို့တို့ကမေးခဲ့ပါတယ်အဲ့ဒီအခါဂျယ်ဝမ်ကရီမောလိုက်ပြီးမင်းဘလို့ပုံစံမျိုးပဲဖြစ်ဖြစ်ငါအတွက်ကပြေဆုံးပြီးသားမင်းကိုအရန်ချစ်တယ်လီအွန်းအိုဆိုပြီးဂျယ်ဝမ်ကဆွဲကြိုးကိုသူကိုယ်တိုင်ဆွဲပေးလိုက်ပါတယ်ပြီးပြေဆုံးတဲ့အချစ်ဇလန်းလေးတစ်ပုဒ်ကိုကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဇလန်းကောင်းလေးတွေကိုပဲတင်ဆက်ပေးမှာမို့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြအောင်နော်